အားလုံးပဲမင်္ဂလာပါကျွန်တော် David ပါကျွန်တော်တို့ရဲ့ UFC fighter Joshua Ben ကငလျင်တန်တင်ပြည်သူတွေအတွက်ဒီမနေ့စပြီးတော့မှသူကိုဖာမီယာနဲ့တစ်စစ်ပေါ့နော်ရန်ပုံငွေသူကောက်ပေးနေတာဖြစ်ပါတယ်ခုနကလည်းသူ live တက်ပြီးတော့ကောက်ပေးတယ်လောလောဆယ်အခုချိန်ထိတော့350လောက်သူရထားပြီပေါ့နော်သူရည်ရွယ်ချက်ကတော့ဒေါ်လာ1000မြန်မာငွေဆိုရင်တော့900နီးပါးလောက်ပေါ့နော်အဲ့လောက်ရဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်ဆိုတော့သူရည်ရွယ်ချက်တစ်ဝက်လောက်ကတော့ပြည့်မီပြီလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီအောက်က link မှာကျွန်တော် link ချထားပေးမယ်ဒီမှာလည်းသွားပြီးတော့မှလူချင်းတဲ့လူတွေဝိုင်းပြီးတော့မှကို shop Joshua Ben နဲ့အတူပေါ့နော်မြန်မာပြည်သူတွေအတွက်အလှူလုပ်လို့ရပါတယ်ကိုနီးစက်ရမှာလည်းလှူလို့ရတယ်ကျွန်တော်တို့လည်းကျွန်တော်တို့မြေပြင်ကအဖွဲ့တွေကိုတိုက်ရိုက်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်လှူထားတာရှိပါတယ်ဆိုတော့ပြန်မှာမဆိုမို့နော်အားလုံးဒီကိုဖာမီကမှမဟုတ်ဘူးပေါ့လေတခြားနေရာနဲ့လည်းတက်နိုင်တဲ့လောက်ကျွန်တော်မြန်မာပြည်သူတွေတော့ဝိုင်းဝန်းပြီးပါဝင်ကြရအောင်လို့ကျွန်တော်လည်းနှိုးဆော်ချင်ပါတယ်ဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့မြန်မာပြည်အတွက်လည်းအခြေအနေအမျိုးမျိုးပုံစံမျိုးမျိုးနဲ့ဒုက္ခရောက်နေကြတဲ့ကျွန်တော်နိုင်ငံပြီးခဲ့တဲ့နှစ်ကဆိုလဲဒါရေဘေးပေါ့နော်အဲ့လိုမျိုးရေဘေးရှိတယ်အခုဆိုရင်လည်းငလျင်ဘေးစစ်ပေးပေါင်းအများကြီးကြုံရတယ်ကျွန်တော်တို့မြန်မာပြည်သူတွေအတွက်လည်းဝိုင်းဝန်းပြီးကျွန်တော်တို့ဆူတောင်းပေးရအောင်အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်